တရားရက်ကိုကြိုက်တလောက်နေဒါမှမဟုတ်လို့ရှိရင်ကြိုက်တလောက်လို့စသည်ဖြစ်ဘယ်လိုပြောမလဲအဲ့အပြင်ကမှတယောက်နဲ့တယောက်တစ်ခုနဲ့တစ်ခုနှိုင်းယှဉ်ပြီးတော့မှတယောက်ကတယောက်ထက်တပြေးညီလှတယ်တပြေးညီအရက်ရှည်ရဲ့ဒါမျိုးတွေကိုဘယ်လိုပြောမလဲဆိုတာကိုကြည့်သွားမှာဖြစ်တယ်Hello, welcome back to Little London's 2-minute English. ကျွန်တော်တို့ဒီနေ့မှာကတရားရက်ကိုကြိုက်တလောက်နေဒါမှမဟုတ်လို့ရှိရင်ကြိုက်တလောက်လို့စသည်ဖြစ်ဘယ်လိုပြောမလဲအဲ့အပြင်ကမှတယောက်နဲ့တယောက်တစ်ခုနဲ့တစ်ခုနှိုင်းယှဉ်ပြီးတော့မှတယောက်ကတယောက်ထက်တပြေးညီလှတယ်တပြေးညီအရက်ရှည်ရဲ့ဒါမျိုးတွေကိုဘယ်လိုပြောမလဲဆိုတာကိုကြည့်သွားမှာဖြစ်တယ် So let's see here we have as adjective as so as adjective as ကိုကျွန်တော်ဒီမှာ meaning လေးပြထားတယ် Let's see the meaning here so the same as so တဘောကတူညီရဲ့လို့ပြောတဲ့နေရာမှာသုံးလို့ရတယ်ဥပမာနောက်တစ်ခုကကျတော့ equals in comparing two things ပေါ့နော်အရာနှစ်ခုကိုနှိုင်းယှဉ်ကြည့်ရတဲ့နေရာမှာသုံးလို့ရတယ်ဥပမာ she is as beautiful as her sister ဆိုတော့ဒီမှာ beautiful ဆိုတာကတော့ကျွန်တော် adjective ပေါ့နော်ဆိုတော့ as နှစ်ခုရဲ့ကြားထဲမှာ adjective ရှိရမယ်ဆိုတော့ပြောနေတာကသူမရဲ့အမသို့မဟုတ်ညီမနဲ့တပြေးညီနှစ်ယောက်တပြေးညီလာကြတယ် Pete is as studious as Kim Studious ဆိုတာကတော့စာကြိုးစားတယ်လို့ပြောတာပါ Okay adjective တစ်ခု So Pete is as studious as Kim So Pete က Kim နဲ့တပြေးညီထပ်တူစာကြိုးစားတယ်စာလုပ်တဲ့ကလေးတစ်ယောက်ဖြစ်တယ် Donate as much as you like မင်းကြိုက်တလောက်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဗမာလိုအကြမ်းမြင့်လေးဘာသာပြန်ကြည့်မယ်ဆိုလို့ရှိရင်เนาะကြိုက်တလောက်ဆိုတဲ့ပုံစံမျိုးလေးဘာသာပြန်ကြည့်လို့ရတယ် Donate as much as you like မင်းကြိုက်တလောက်လှူလို့ရတယ် Stay as long as you like So long ဆိုတာဒီမှာ adjective ပေါ့နော် So မင်းကြိုက်တလောက်နေလို့ရတယ် you like So မင်းကြိုက်တလောက်နေလို့ရတယ် So ကျွန်တော်နဲ့အတူတူဒီဟာကိုလေ့လာပြီးတဲ့နောက်ပိုင်းမှာအောက်မှာ comment ထဲမှာနမူနာဝတ္တလေးကိုပြောချင်တဲ့စာကြောင်းလေးတွေကို as adjective as လေးသုံးပြီးတော့ရေးခဲ့ပေးလို့ရတယ် and we will check that So thank you so much for joining us Bye bye